Hello အားလုံးပဲမင်္ဂလာပါ Good day to you all အခုဒီလိုပဲပေါ့နော်စကားပြောကြမယ်ပေါ့စကားပြောကြမယ်ဆိုတော့ဒီလူတိုင်းမှာဒီယုံကြည်ချက်တွေမျှော်လင့်ချက်တွေနော်ရှိကြတယ်အဲ့တော့ယုံကြည်ချက်တွေမျှော်လင့်ချက်တွေရှိရဲဆိုတော့ဒီကိုယ့်ရဲ့ဒီဘဝနဲ့ပတ်သက်လို့ဒီမျှော်လင့်ချက်ရည်မှန်းချက်အဲ့ဒါနဲ့ကိုကသူများပေါ်ထားတဲ့မျှော်လင့်ချက်ဆိုပြီးတော့ကိုယ်ရသွားပြန်တယ်နော်ကိုယ်သွားပြန်တယ်ဆိုတော့ဘာတွေရှိမလဲဆိုတော့မိဘနဲ့သားသမီးကြားပေါ့မိဘနဲ့သားသမီးကြားမှာမိဘတွေကလည်းဒီသားသမီးကိုပြုစုဖြိုထောင်တဲ့ခါမှာတချို့ကမျောလင်းချက်လေးတွေရီမန်းချက်လေးတွေရှိတယ်။အော်ငါသားလေးတွေငါသမီးလေးတွေဒီနေ့မှာတော့လူတော်လူကောင်းလေးတွေပညာတတ်လေးတွေဖြစ်လာပြီးတော့နော်မိသားစုအတွက်ကောဟာကိုဒီနိုင်ငံလူမျိုးပဝန်းကျင်အတွက်ကောအကျိုးရှိမဲ့လူလေးတွေဖြစ်လာစေခြင်းနဲ့တော်စေခြင်းနဲ့ကောင်းစေခြင်းနဲ့အဲ့လိုမျိုးလေးရှိတယ်နော်နောက်ပြီးတော့ဒီဟလာသားသမီးလေးတွေအသက်ကြီးလာလို့ဝင်ငွေရှိသွားပြီခြေတော့ပေါ်ရက်တည်နိုင်သွားပြီဆိုရင်ကျင်းနေပါတယ်လို့ပြောကြပြီပဲဘာပဲပြောပြောဒီကိုသားသမီးစီရပေါ့နော်တည်တတ်မှုလေးတွေကိုတော့အနေနဲ့များနေလိုချင်မှုတွေရှိကြတယ်ပေါ့နော်ရှိကြတယ်ဆိုတော့တချို့ကဒါကန်နေမတူဘူးပေါ့နော်ကန်နေမတူတချို့ကကြတော့ဒီမိဘကိုတိတက်တဲ့သားသမီးရှိတယ်လို့မတိတက်တဲ့သားသမီးတွေလည်းရှိတယ်အဲ့ဒါတွေကအတင်းလို့ယူလို့တော့မရဘူးပေါ့နော်ကံပေါ်မူတည်တယ်အဲ့တော့တချို့ကဒီသားသမီးအတွက်ဟလာပညာရေးအတွက်ပုံအောပေးထားတယ်တစ်ချိန်မှာတစ်နေ့မှာတော့ငါတို့အသက်ကြီးလာလို့ဟလာမလုံးနိုင်မကင်နိုင်တော့ဝင်ငွေမရှိတော့ဘူးဆိုရင်သားသမီးကတော့ငါတို့ပြန်ကြည့်မှာပဲဆိုတဲ့ဒီလိုမျိုးမျောလင်းချက်တွေလည်းရှိကြတယ်တွေ့ရတယ်ပေါ့နော်တိမ်နဲ့တိမ်တယောက်နဲ့တယောက်မတူကြအောင်မတူတော့အလိုမိဘတွေအချင်းချင်းနှိုင်းရှင်တာသားသမီးတွေအချင်းချင်းနှိုင်းရှင်တာလေးတွေကကြာလာတဲ့ခါမှာမိဘနဲ့သားသမီးကြားမှာပဲဖြစ်စေဟလာဒီစိတ်တန်ရာလေးပေါ့နော်အဲ့လိုစိတ်နဲ့ပတ်သက်တဲ့ခံစားချက်တွေပေါ့နော်ရှိတတ်ကြတယ်အဲ့တော့ဒါမိဘသားသမီးကြားမှာလားဆိုတော့မိဘသားသမီးကြားတွေမကအောင်မိတ်ဆွေတငယ်ချင်းတွေနဲ့လုပ်ငန်းခွင်မှာနော်ပြီးတဲ့အခါမှာသမီးကြီးစားတွေပေါ့အဲ့လိုမျိုးတွေအဲ့တော့တချို့ကအကျွေးလာယူတာတချို့ကအကျွေးလာပေးတာအဲ့လိုမျိုးလေးကွဲပြားသွားပြန်အဲ့တော့တချို့ကြတော့မိဘတွေကသားသမီးရဲ့ဒီစိတ်ပေါ့နော်စိတ်ချမ်းသာမှုနဲ့အဆင်ပြေမှုကိုပဲရှေ့ရှုတာတချို့ကြတော့မဟုတ်ဘူးနည်းနည်းအတ္တပေါ့နော် ego များတဲ့လူတွေကြတော့ငါဒီလိုဖြစ်စေချင်တယ်ဒီတိုင်းဖြစ်ကိုဖြစ်ရမယ်ဆိုအဲ့လိုပုံစံသွင်းတယ်တယောက်နဲ့တယောက်မတူဘူးပေါ့နော်ကြေးပြင်းလာတဲ့ချိန်တွေအဲ့တော့ပုံစံသွင်းခံရတာလေးလည်းရှိတယ်အဲ့လိုမျိုးပုံစံသွင်းပြီးတော့အတင်းကျပ်လှုပ်ထားတဲ့ဟာနောက်တစ်နေ့တစ်ချိန်လွတ်ထွက်သွားပြီဆိုရင်ကျတော့ဒီမိဘထိန်းလို့မရတော့ပြန်ဘူးတချို့ကျတော့လည်းဒီ flexible ဖြစ်တယ်ပေါ့မိဘလိုက်ရောညှိထွေပြီးတော့လှုပ်တယ်ပေါ့တင်းတင်တာတင်ရှော့တင်တာရှော့အဲ့လိုမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့ဒီမိဘနဲ့သားသမီးတွေမကဘူးမိတ်ဆွေတငယ်ချင်းတွေကြားမှာကိုတင်ငယ်ချင်းအခက်ခဲရှိလို့ကိုလာပြောတယ်ကိုကတိသွားတယ်ကိုကူညီပေးနိုင်တာလေးရှင်ကိုကကူညီပေးလိုက်တယ်နော်အဲ့လိုကူညီပေးလိုက်တဲ့အခါကျတော့ဘယ်လိုပြောမလဲဆိုတော့ဘာပဲပြောပြောမမျော်လင့်ဘူးကိုကူညီပေးနိုင်တာကိုလုပ်ပေးနိုင်တာလုပ်ပေးလိုက်တယ်ပြောပေမဲ့တကယ်တမ်းကို့မှာအခက်ခဲတွေတစုံတရာဖြစ်လာရင်ကိုကူညီပေးခဲ့တဲ့မိတ်ဆွေတငယ်ချင်းကကိုပြန်ပြီးတော့တကယ်တမ်းသူ့မှာလည်းအခက်ခဲတွေရှိလို့လုံးဝမကူညီနိုင်လို့ပြန်ပြီးမကူတာလည်းဖြစ်နိုင်တယ်လို့ပြန်ကူခြင်းစိတ်မရှိလို့လည်းမကူညီပေးနိုင်တာတွေလည်းရှိနိုင်တယ်ကြုံရနိုင်တယ်ဒါတွေကကိုကကြိုတင်ပြီးတော့ကိုယ်စိတ်ကိုပြင်ဆင်လို့ရအောင်ပေါ့နော်အဲ့ဒါလေးတွေပြောပြလာ share တာပါအဲ့တော့ကိုကူညီတဲ့အချိန်မှာလည်းကိုယ်စိတ်ထဲမှာဘာမှမမျှော်လင့်နဲ့ပေါ့နော်ငါဘက်ကငါအကောင်းဆုံးတက်နိုင်ဆုံးငါလုပ်ပေးနိုင်တာငါလုပ်ပေးမယ်မလုပ်ပေးနိုင်ဘူးဆိုလည်းပုံမှန်လင်းပြောလိုက်ဟဲ့လားဒီကိစ္စတော့ငါဒီလိုမလုပ်ပေးနိုင်ဘူးငါတက်နိုင်ဆုံးဒီလောက်တော့ကိုညီနိုင်တယ်လုပ်ပေးနိုင်တယ်လုပ်ပေးလိုက်လုပ်ပေးတဲ့အချိန်မှာမျှော်လင့်ချက်မထားဘူးပေါ့နော်လုပ်ပေးပြီးသွားလို့ကိုကတစ်ချိန်မှာအကူညီလို့ကိုကသွားပြီးတော့ပြောတဲ့ချိန်မှာ तू ကကိုမကူညီပေးနိုင်ဘူးမလုပ်ပေးနိုင်ဘူးဆိုရင်ကိုစိတ်ထဲမှာကိုပဲခံစားဘယ်လိုတွေးလာမလဲဆိုငါတော့ကတော့သူ့မရှိတဲ့ကြာငါကူညီပေးလိုက်တယ်ငါအခက်ခဲဖြစ်လာတဲ့ချိန်ကျတော့ तू ကငါ့ကိုပြန်ပြီးတော့ဘာမှမလုပ်ပေးဘူးအဲ့လိုမျိုးတွေပေါ့နော်
အဲ့လိုမျိုးတွေခံစားလာတဲ့ခါကျတော့ကိုယ်စိတ်ကဒီဒဏ်ရာတွေရလာတယ်ဒါတကယ်ချင်းမိတ်ဆွေကြားမှာရှိလာတယ်ရှိတဲ့ဖြစ်တတ်တဲ့သဘောလေးတွေအဲ့တော့စကူညီတဲ့ကကိုလှုပ်ပေးနိုင်တဲ့အတိုင်းကိုလှုပ်ပေးလိုက်ကိုကူညီလိုနေတဲ့အချိန်မှာကိုကူညီပေးတဲ့လူတွေစီကပြန်ပြီးတော့ရကြင်လည်းရမယ်မရကြင်လည်းမရအောင်ဒါလုံးဝမသေးကြအောင်အဲ့သဘောတရားကိုနားလည်ထားဖို့လက်ခံထားဖို့လိုတယ်အဲ့တော့မိဘနဲ့သားသမီးကြားမှာလည်းဒီလိုပဲအဲ့တော့ကိုမိဘကိုဘဝတက်လမ်းမှာတွန်းတင်ပေးလိုက်တယ်မြေတောင်မြောက်ပေးလိုက်တယ်ဒါပေမဲ့ဒီသားသမီးကဒီမိဘကိုပြန်ပြီးတော့ကြည့်ကျင်လည်းကြည့်နိုင်တယ်မကြည့်ကျင်လည်းမကြည့်နိုင်ဘူးနော်အဲ့လိုမျိုးလေးရှိတယ်ပေါ့နော်အဲ့တော့မျောလင်းချက်တွေမထားဖို့အဓိကပေါ့အဲ့တော့ကိုကလည်းမိဘတယောက်အနေနဲ့ငါမိဘတယောက်တာဝန်ကြည်တယ်ငါသားသမီးကိုသူချစ်တော့ပေါ့သူရက်တည်နိုင်အောင်ငါလုပ်ပေးနိုင်တယ်ဟဲ့လားပညာရေးရောတခြားဒီနေထိုင်မှုပုံစံလေးတွေပါပေါ့လူနေထိုင်မှုပုံစံကိုလည်းဒါမိဘပဲသင်ပေးရတာလေအဲ့တော့စီကန်းတွေကကိုယ်အိမ်ရပဲစတာပဲเนาะအဲ့တော့ကိုကစီကန်းနဲ့ထားတယ်ဆိုပေမဲ့အလွန်အကျွံအတင်းကျပ်ကြီးလည်းမဖြစ်ဖို့လိုတယ်ပေါ့ခုနပြောသလိုပေါ့ပုံစံကွက်တွင်းတယ်ပုံစံကွက်တွင်းတဲ့ခါမှာအလွန်အကျွံဖိထားတဲ့ခါကျတော့လူက spring လိုပဲလေအသက်အရွယ်တစ်ခုရောက်လာပြီးသူ့ချက်ပေါ်သူရက်နိုင်တဲ့အချိန်ကျရင်ကန်ထွက်သွားနိုင်တယ်အဲ့ခါကျတော့အရှိန်ဟိုကပို့ပြီးပြင်းသွားနိုင်တယ်ပြင်းသွားတဲ့ခါကျရင်အဲ့ဒီမိဘပဲပေါ့နော်ဟိုဖြစ်ရမှာတော့ကိုသားသမီးရဲ့တိုက်တွေဒီပြီးတဲ့အခါမှာသူ့ရဲ့အမှုအကျင့်တွေဇယိုက်တွေနဲ့လိုက်လျောညီးထွေစွာနဲ့ဘယ်လိုမျိုးလေးအဆင်ပြေအောင်ဒီသားသမီးမိဘကြားဆက်ဆံရေးကိုဘယ်လိုတိဆောက်မလဲငါမိဘမို့လို့ငါပြောတဲ့စကားပဲနားထောင်ရမယ်ငါလုပ်ဆိုတဲ့ဟာပဲလုပ်ရမယ်ဆိုတဲ့ဟာကြီးတော့မဟုတ်ဘူးပေါ့အဲ့လိုနားလည်မှုရှိနေဒီ harmony ပေါ့နော် harmonize ဖြစ်အောင်ဒီမိသားစုကြားမှာဒါလေးကအရေးကြီးတယ်နော်အရေးကြီးရဆိုကိုလည်းဒီလိုပဲပေါ့ကိုမိဘဒီတုံတင်ပေးလိုက်တာကိုမှကောင်းတဲ့ချက်တွေလည်းရှိသလိုမကောင်းတဲ့ချက်တွေလည်းရှိတယ်လူတိုင်းမှာအတ္တချက်တွေအားနည်းချက်တွေရှိတယ်အမေဆိုရင်ဥမာမမေဆိုရင် तू ကစီကံရန်ကြီးတယ်အပြင်ကပြန်လာပြီဆိုရင်ရေအရင်တော့ခဏနားပြီးခြေလက်ဆေးပြီးအိမ်နေဝက်စားလဲအပြင်ကပြန်လာတဲ့ဝက်စားနဲ့အိတ်တာတို့ဘာလို့မလုပ်ရဘူးရေချိုးပြီးဆိုရင်လည်းနည်းနည်းလေး၄-၅ တန်းအရွယ်ရောက်လာပြီဆိုရင်ကိုယ့်ရဲ့ဒီအတွင်းကဘောင်းမီတွေပါရေချိုးရင်တခါတည်းရှော့အဲ့လိုပုံမထားနဲ့အဲ့လိုမျိုးပေါ့နော်ဒီသူကစီကံပေါ့ပြီးအစားကိုဆိုစားချိန်မှာစားရမယ်အချိန်နဲ့ကျွေးမယ်တနေ့ကို၄ ခါကျွေးတယ်အဲ့လိုမျိုးပြီးရင်မနက်ဆိုရင်စနေတနင်္ဂနွေအကြာကြီးပေးမအိပ်ဘူးဟဲ့လားလာနှိုးတယ်အတင်းနှိုးတယ်ထားတော့အဲ့လိုမျိုးပြီးရင်စားချက်ချိန်ကျက်ရမယ်ကစားချိန်ကစားရမယ်အဲ့လိုနည်းနည်းပုံစံကွက်သွင်းတယ်အဖေကကျတော့အဲ့လိုမဟုတ်အဖေကကျတော့နည်းနည်း flexible ဖြစ်တယ်အဲ့တော့ဖေကကျတော့နားလဲပြီးတယ်လိုက်ရောပြီးတယ်အဲ့တော့သူကနှစ်ပူးလုံးကအတင်းချက်ကြီးတိတ်မလုတ်တဲ့အတွက်ကြောင့်လည်းပါတာပေါ့နော်ကိုကလည်းအဲ့လိုမျိုးအတင်းချက်လုတ်တဲ့ဟာမျိုးမကြိုက်ဘူးနည်းနည်းဂလန်ကဆန်လုတ်ချင်တယ်အခုမှကိုကအတီးစိမ့်နဲ့ကိုစားကြက်မယ်ကိုစားကြက်မလို့လုတ်နေချိန်မှာမမေကအေးစားကြက်ဆိုရင်ကြက်ချင်စိမ့်မရှိတော့ဘူးသူများပြောလို့လုတ်ရတာယူမလုတ်ချင်ကိုစန္ဒကိုသဘောနဲ့ကိုတီးစိမ့်နဲ့ကိုလုတ်မယ်အဲ့လိုမျိုးလေးပေါ့နော်တယောက်နဲ့တယောက်ဒီအမှုအကျင့်လေးတွေဇယိုက်လေးတွေမတူဘူးအဲ့လိုမျိုးဆိုတော့အဲ့လိုပဲကိုကဥမာတစ်ခုဆိုလဲကိုကစေတနာရှိလို့ကိုလုပ်ပေးလိုက်မယ်အဲ့အချိန်မှာသူတို့စီကပြန်လာတာတွေမလာတာတွေကိုစိတ်ဝင်စားအောင်ကိုလုပ်ပေးခြင်းလို့ကိုလုပ်ပေးနိုင်တဲ့ဟာပဲကိုလုပ်ပေးလိုက်တယ်တကယ်တမ်းကိုကူညီလို့ပြန်ပြီးတော့သွားတဲ့ချိန်မှာမပေးနိုင်ဘူးဆိုရင်စိတ်ထဲမှာတိတ်ပြီးတော့မခံစားတော့အဲ့လာတော့ကိုဘက်ကကိုလုပ်နိုင်တာတွေကိုလုပ်ပေးမယ်အဲ့တော့ဒီလိုပဲအဲ့တော့အဖေကလည်းဖေကလည်းပြောရဲပေါ့နော်သူသားသမီးကိုခြေထောက်ပေါ်ကိုရက်တည်နိုင်အောင်သူလုပ်ပေးနိုင်တာသူအကောင်းဆုံးလုပ်ပေးမယ်တက်တည်ကြီးလာလို့ဟလာသားသမီးကမကြည့်လဲမရတယ်ပေါ့သူမှခြေလက်တွေကောင်းရှိနေသေးရင်သူလုံနိုင်တယ်သူလုံမယ်ပေါ့လက်ဖြတ်တော့မတောင်းပေါ့အဲ့လိုမျိုးပေါ့နော်ဒါသူ့ရဲ့ခံစားချက်သူ့စိတ်ကိုဒါပြောပြရတယ်ပေါ့အဲ့လိုမျိုးအမေကကြတော့အဲ့လိုမဟုတ်ဘူးအမေကကြတော့မျှော်လင့်တာမဟုတ်အမေကကြတော့သားသမီးကိုသူလုပ်ပေးနိုင်တာသူလုပ်ပေးမယ်အိုဇာမင်းသားအတွက်သူစုထားမယ်ပေါ့အဲ့လိုမျိုးမတူကြဘူးပေါ့အဲ့လိုမျိုးလေးရှိတယ်တချို့ကြတော့အဲ့လိုမျောလင်းချက်တွေအရန်ထားတဲ့အခါကျတော့အဲ့မျောလင်းချက်အတိုင်းဖြစ်မလာတဲ့အခါကျတော့ကိုယ်စိတ်မှာဒဏ်ရာလေးရတယ်အဲ့တော့ကိုကဘာအလုပ်ပဲလုပ်အများကြီးမျောလင်းမထားနဲ့လုပ်ငန်းခွင်မှာလည်းအဲ့လိုပဲငါတို့အလုပ်တွေစူးစမ်းထားတယ်ငါလုပ်ရှင်ရတော့ငါရဲ့ဒီအထက်လူကြီးကတော့ငါ့ကိုပြန်ပြီးတော့ဒီကဖြစ်မှာပဲဆိုမဲ့ထင်းတဲ့တိုင်ခါလေးကျရင်ဖြစ်မလာတဲ့အခါကျရင်လူက
စိတ်ဆိုးတယ်ဒေါသထွက်တယ်ဟလာပြီးရင်ဒီတွက်ကတ်မှုတွေပေါ့နော်ဒီလိုဖြစ်နေတာမလုပ်တော့ဘူးအဲ့လိုမျိုးမလုပ်နဲ့ကိုယ့်ရဲ့ဒီ reputation image ကကိုယ့်ပေါ်မှာပဲမူတည်နေတာကိုကကောင်းတာလေးလှုပ်ထားရင်အဲ့ကောင်းတာလေးတွေကြွတဲ့ချိန်ကိုပြန်ခံစားရတယ်အဲ့တော့ဘာပဲလှုပ်စေတနာထားပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်အဲ့ခါကျတော့နောက်တစ်ချိန်မှာကို့မှာနောင်တဆိုတာမရှိတော့ဘူးအဲ့တော့ကိုယ့်ဘက်ကကိုယ်အတက်နိုင်ဆုံးအကောင်းဆုံးကိုစူးစမ်းခဲ့တယ်လုပ်ခဲ့တယ်အဲ့တော့ပြန်ပြီးတော့ return ပေါ့နော် return ပြန်လာမယ်ဆိုတဲ့ဟာကမသေးကြဘူးထီထိုးသလိုပဲထီထိုးတိုင်းလည်းထီပေါက်ချင်မှပေါက်တယ်အဲ့တော့ဒီလိုပဲသားသမီးတွေမွေးထားတယ်ဒီသားသမီးကကိုယ်ကိုပြန်ပြီးတော့ကြည့်တဲ့သားသမီးရှိသလိုမကြည့်တဲ့သားသမီးတွေလည်းရှိတယ်ဒါထီထိုးသလိုပဲကံနော်နောက်ပြီးတော့အဲ့လိုပဲမိတ်ဆွေတငယ်ချင်းတွေကိုကကူညီပေးမဲ့လဲကိုယ့်ဘက်ကကူညီပေးပေမဲ့ကိုကူညီလို့တဲ့ချိန်မှာသူတို့ဘက်ကတကယ်ကြီးကိုအခက်အခဲဖြစ်လို့မကူညီနိုင်တာတွေလည်းရှိနိုင်တယ်လို့ကူညီနိုင်ရတဲ့မကူညီနိုင်တာတွေလည်းရှိနိုင်တယ်အဲ့ခါကျသူတို့အပြစ်မဟုတ်ပါဘူးကိုယ့်ဘက်ကမျောလင့်ချက်ကြီးတွေအများကြီးကြီးထားမိလို့စိတ်ပြက်စေတာတွေစိတ်နှောက်ယှက်ဖြစ်တာတွေဖြစ်စေတာအဲ့တော့ဒီဘာပဲလုပ်ကိုယ့်ဘက်ကလုံနိုင်သမျှအကောင်းဆုံးသာလုပ်ခဲ့တယ်ဆိုရင်နောက်တစ်ချိန်မှာကိုယ့်အတွက်ကဒါအခက်အခဲကြုံလာလို့ပြန်ပြီးတော့ဒီကိုကူညီခဲ့တဲ့လူစီကအကူအညီမရရင်တော့တခြားတနေရာကနေပြီးတော့သူကနဲ့သူကူညီမဲ့လူတွေစောင့်ရှောက်မဲ့လူတွေပေါ်လာတယ်အဲ့တော့ကိုစိုက်တဲ့အပင်အသီးကိုပဲပြန်ရိတ်သိမ်းစားသုံးရတာเนาะအဲ့တော့ကိုကငရုတ်သီးပင်ဆိုင်ငရုတ်သီးစားရမယ်တရက်ပင်ဆိုင်တရက်သီးတော့စားရမယ်အချိန်တော့ယူရတာပေါ့เนาะအခုတရက်ပင်ဆိုင်ပြီးခုချက်ချင်းစားလို့တော့စားကျင်လို့တော့ဘယ်ရမလဲအဲ့တော့တရက်သီးဖို့အတွက်တော့ဟလာအနည်းဆုံး2 နှစ် 3 နှစ်လောက်တော့စောင့်အောင်ပါပဲတော့တရက်ပင်ကြီးထွားလာဖို့ဆိုတာเนาะအဲ့လိုမျိုးဆိုတော့ကိုအလုပ်ရှင်နေနဲ့ဟလာကိုရဲ့ဒီမိတ်ဆွေတငယ်ချင်းတွေနဲ့ကိုလုပ်တဲ့အခါမှာကိုဘက်ကစေတနာမေတ္တာထားပြီးတော့အကောင်းဆုံးသာလုပ်ပေးပါပြန်လာတာမမျောပါနဲ့เนาะမျောလင့်ထားတဲ့အတိုင်းဖြစ်မလာခဲ့တော့မရခဲ့တော့ကိုပဲတစ်ခါထပ်ပြီးတော့စိတ်ကပြင်းပြင်းဆင်းရဲရတယ်ပေါ့เนาะအဲ့ဒါလေးပြောတာပါเนาะ Have a nice day bye bye